အားလုံးမင်္ဂလာပါဒါဒီမောင်လေးက Redmi Note 73 Pro လေးကိုလာအားပေးတာလေးဘယ်ရလာမောင်လေးဒီပဒံလေးရပဲဘယ်နဲ့မရနေအောင်သိမကောင်းနေလို့ Note 73 Pro လေးပါဒါလေးကိုတချို့ကမေးတယ်ပေါ့နော်3,500ကျော်3,600ကျော်နဲ့တကယ်ရောင်းပေးတာလားဆိုတော့ဒီမှာလေဟိုပြန်ရှင်းပေးလိုက်တယ်ပေါ့နော်အဲ့တဟာလေးကိုလေဒီမှာအမောတော့လက်ငင်းရဲ့အရေးကြရအောင်မိုဘိုင်းမှာရောင်းပေးထားတယ်သူ့ရဲ့မူရင်းသေးလေးကပြန်ရောက်လေ Redmi Note 73 Pro RAM 812ဆိုလို့ရှိရင်ခုလက်ရှိ6,600ဝန်းကျင်နဲ့ရောင်းပေးထားတယ်အဲ့ဒါကိုမှန်နော်အရေးကြလျှောက်ချင်တဲ့သူဆိုရင်ဒါလေးကိုကနဦးပေါ့နော်3,500ဝန်းကျင်ပေးပြီးတော့အရေးကြနဲ့ဝယ်တာအရေးကြရဲ့သဘောတရားကတော့ကနဦးပေးငွေကိုဖယ်ပြီးကြံငွေကို6လ9လ12လလေးနဲ့ပြန်ပေးရတာပါရှင်အဲ့ဒါလေးလည်းပြောပြလိုက်ပါတယ်3,500ဟုတ်လားခဏခဏဖုန်းဆက်ကြတဲ့ကလေးတွေဗီဒီယိုလေးကိုစိုးအောင်လေးကြည့်လိုက်တဲ့ခါကျလို့ရှိရင်သိသွားပါလိမ့်မယ်ရှင်အစလေးနဲ့တော့မထွက်လိုက်နဲ့နော်နားလည်မှုတွေလွဲသွားလိမ့်မယ်ကဲဟောလေးအဆင်ပြေတာဖုန်းလေးအဆင်ပြေတာပါတယ်နော်ဒီကြောင်လေးလေဒါလေးကခင်းရောင်လေးနှစ်ရောင်ဆက်လေးတော်တော်မိုက်တယ်ဒီကောင်လေးဆိုလို့ရှိရင်လေဘက်ထရီ MP က9,100ဝန်းကျင်မှာအာပြုတ်ဝက်ကလေ Redmi Note 15တို့Note 14 Pro ရင်ငားထားလိုက်68ဝန်းနဲ့တောင်လာပေးထားတာဒီကောင်လေးတိလား CPU ဆိုလို့ရှိရင် Snapdragon 6S ကိုဂျန်တူးသွားပေးထားတယ်ပေါ့နော်လက်ပွေကတော့သူကဒီမှန်လက်ပွေလေးနဲ့သွားမယ်စောင်းပိုင်းအနေနဲ့ဆိုလို့ရှိရင်တော့ Dual Speaker အပေါ်အောက်ပေါ်နှစ်လိုင်းသွားဒီ CD ထဲမှာဆိုလို့ရှိရင်တော့ဒီကောင်ကလုံးဝလက်မလွတ်တဲ့ model တစ်ခုတော့ပြောလို့ရတယ်အဲကြောင့်လေ daily ကိုနေ့တိုင်းလိုမရောင်းအောင်ဆိုရင်အနည်းဆုံး3လုံးမှရှိတယ်Note 73 Pro လေးပါရှင်းကဲကျေးဇူးများကြီးတင်ပါတယ်မောင်လေး